ဒီမြို့ထဲမှာလုံးမယ်ဆိုရင်တော့ဘယ်တော့ပတ်စံထောက်ရပါတယ်တကယ်ကြီးကနေတောင်းပဲဝင်းကျင်လို့တော့တခြားပါတယ်ကျွန်တော်မျိုး3နှစ်4နှစ်နေလဲဒီတက်ကိုတက်ဆက်ပဲဆက်ဖြစ်မှာတခြားပါတယ်မြို့ထဲမှာနေမယ်ဆိုရင်တော့ကျွန်တော်ပြောတဲ့အချက်တော်များများကညီဆိုးမှာတခြားပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီဘန်ကောက်မြို့ထဲမှာအလုပ်တစ်နှစ်ကျော်နှစ်နှစ်အတွင်းအလုပ်လုပ်ခဲ့တဲ့အတွေ့အကြုံကိုလာပြီးတော့share လုပ်ပြပေးမှာလည်းဖြစ်ပါတယ်ဒီကျွန်တော်ရဲ့ဒီ experience တွေကိုပြောပြမှာဖြစ်ပါတယ်ဒီမြို့ထဲမှာအလုပ်လုပ်ရင်ဗျာမျိုးတော်တော်များများတော့ကျွန်တော်လည်းမတူဘူးဆိုတာလက်ခံတာပေါ့နော်ဒါပေမဲ့ကျွန်တော်အတွေ့အကြုံကိုပြောပြတာဖြစ်တဲ့အတွက်အဲ့မျိုးခွဲခြားမှုတွေဒီကွာခြားမှုတွေအများကြီးရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီတွေ့အကြုံတွေကိုကျွန်တော်ကပြောပြတာပဲဖြစ်ပါတယ်အမှားရပါရင်လည်းခွင့်လွှတ်နားလည်ပေးပါဒီမြို့ထဲမှာလုပ်မယ်ဆိုရင်တော့နံပါတ်1ကတော့နေထိုင်စရာအခက်အခဲတွေအများဖြစ်ပါတယ်နေထိုင်စရာအခက်အခဲတွေဖြစ်ပြီးတော့အသွားအလာတွေလည်းခက်ခဲပါတယ်ဘယ်သူများတွေကိုပြောလာမှာပေါ့နော်ဘန်ကောက်မှာလိုင်းကားတွေဒီရထားတွေဒီတော့ပေါ်တယ်ဆိုပြီးတော့အမျိုးပေါ့နော်ပြောလာရမယ်ဒါပေမဲ့ကျွန်တော်နည်းနည်းပြောချင်တာကမြို့ထဲမှာတော်တော်များများအလောက်ကမနေ့8ည9တွေနဲတယ်ဗျအမျိုး8နာရီအလောက်သွားတဲ့လူပြီးတော့9နာရီပြန်တဲ့လူက100မှာ30ရာခိုင်နှုန်းလောက်ပဲရှိတယ်ဗျတော်တော်များများကျတော့အဲ့မျိုးည10နာရီ17နာရီဒါမှမဟုတ်12နာရီဒါမှမဟုတ်မိုးလင်း4နာရီ3နာရီ4နာရီမှပြန်တဲ့လူရှိတယ်ဗျတရားကိုကျွန်တော်ပဲလိုမျိုးတည်လာတယ်ဆိုတော့ကျွန်တော်တချို့ဆိုင်တွေမှာဒီစားစရာတွေဒီအရက်ရမကာတွေရောင်းတဲ့ဆိုင်တွေမှာဆိုရင်တော့မနေ့ကမှဆိုင်ပိတ်တယ်ဗျအဲ့ဒီချိန်ကျရင်တော့တော်လာဖို့ဒီ line ကားတွေကချင်းတော့မလွယ်ဘူးဗျကိုရှိတဲ့နေရာက line ကားမရှိတာနဲ့အလုံနေရာက line ကားမရောက်တာနဲ့ဆိုပြီးတော့အများကြီးဒီအခက်အခဲတွေရှိတော့ဗျကျွန်တော်လုပ်တဲ့အလုပ်ကတော့အမျိုးကျွန်တော်အခန်းနဲ့ကျွန်တော်လောက်ကမဝေးဘူးဆိုပေမဲ့လမ်းလျှောက်လို့သွားလို့ရတယ်ဆိုပေမဲ့ကျွန်တော်အခန်းကကျွန်တော်အဲ့မျိုးဘယ်လိုပြောမလဲအလုံးနဲ့နီးလို့ဒါနေရတာပေါ့နော်တော်တော်လေးဘယ်လိုပြောမလဲအဆင်ပြေပြေစူးစမ်းပြီးနေရတာပေါ့နော်အဲ့မျိုးပျော်လားဆိုတော့လေမြို့ထဲမှာနေတာအရန်မွန်းကျက်တာပေါ့နော်အရန်မွန်းကျက်တယ်ပြီးတော့လူတွေများတယ်လူထူထပ်တယ်ကုန်စည်နှုန်းကြီးမြင့်တဲ့ပြဿနာတွေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးပြောလိုက်တော့အာသာချက်တွေမရှိဘူးလားလို့မေးရင်တော့အာသာချက်တွေကအများကြီးရှိပါတယ်ဒါပေမဲ့အာသာချက်တွေကိုပြန်ကြည့်မယ်ဆိုရင်ပတ်စံကုန်မဲ့လမ်းတွေကပို့ပြီးတော့များတဲ့အတွက်အာသာချက်လို့ကျွန်တော်ကတော့မမြင်ပါဘူးဘယ်တော့ပတ်စံထောက်ရပါတယ်တကယ်ချင်းတွေနဲ့အပေါင်းတင်းတွေနဲ့ပါပဲလို့ပတ်စံအရင်3ရပါတယ်ရှားတဲ့လာခါကများလာဆိုတော့ဒီမြို့ထဲမှာနေတဲ့လူကကျွန်တော်ခမန်းကြီးဆိုရင်ဒီတောင်းကနေတောင်းခွဲဝင်းကျင်လို့ပဲရများကြပါတယ်ကြားတဲ့ကတစ်တွေနဲ့ဒီကြံတဲ့ဟိုအပူဆောင်ရတဲ့ဟာတွေနဲ့မပါဘူးဆိုရင်ပေါ့ဒီတောင်းကနေတောင်းခွဲမှာပဲရကြတာများပါတယ်အဲ့ဒီလိုမျိုးရကြတဲ့လူတွေထဲမှာမှဘာတွားဘာဆာကုန်စည်နှုန်းတွေကြီးမြင့်တဲ့ဒီဘန်ကောက်မြို့လေကောင်လိုမျိုးနေရာမှာအလုပ်လုပ်တဲ့လူတွေကတော့တိတ်ပြီးတော့ဘယ်လိုပြောမလဲပတ်စံစုမိလားလို့မေးလာတဲ့ခါကျရင်စုမိတဲ့လူကနည်းပါတယ်အဲ့တော့မစုမိလဲလို့မေးရင်တော့ဒီစိတ်ရှင်းရဲစရာနဲ့အခက်ခဲတွေပဲစုမိတာများပါတယ်လာကုန်လို့ကိုကအခန်းခါတို့ဒီဒါမှမဟုတ်ကားခါတို့ပြန်နေနှုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့အလုပ်လုပ်ရတဲ့တလားကတော့ပျော်ရွှင်မှုတွေကတိတ်မရှိပါဘူးဒါပေမဲ့လာကုန်တဲ့ရက်ဒါမှမဟုတ်ပတ်စံထွက်တဲ့ရက်တွေဆိုရင်တော့ပျော်မိပါတယ်မဟုတ်ဘူးတွေများများရတဲ့ရက်တွေဆိုရင်တော့ပျော်မိပါတယ်အလုပ်ကတော့ပင်မလားလို့မေးရင်တော့အလုပ်တိုင်းမှာပင်မပါတယ် stress တွေများတယ်ပြီးတော့ဒီ pressure တွေလည်းအများကြီးရှိပါတယ်ကိုမတိမနာလဲတဲ့ဘာသာစကားတွေလည်းထပ်တင်ရတယ်လို့ထိုင်းစကားအပြင်တခြားဘာသာစကားတွေလည်းလေ့လာရပါတယ်သူများနိုင်ငံရောက်လို့ဒီထိုင်းဘာသာစကားတစ်မျိုးလေးလေ့လာလို့ရလားလို့မေးရင်တော့ရပါတယ်ဒါပေမဲ့ကိုအလုပ်ပြောင်းတဲ့ location အရာကိုရဲ့အလုပ်ပတ်ဝန်းကျင်မှာပြန်ကြည့်မယ်ဆိုရင်ဒီကိုရဲ့ဒီစားသောက်ဆိုင်မှာဆိုရင်ဒီတရုတ်စကားတို့ဒီဂျပန်စကားတို့အင်္ဂလိပ်စကားတို့စသည့်ဘာသာစကားတွေကိုလေ့လာဖို့သူတို့ဒီကိုရဲ့ဆိုင်ပိုင်ရှင်ဒါမှမဟုတ်ကိုမန်နေဂျာတွေကကိုအဲ့လိုမျိုးတင်တန်းသဘောနဲ့ဒါမှမဟုတ်ဒီဟိုတင် जा ပေးပါတယ်အဲ့ဒီဟာကိုလည်းပြန်ပြီးကြက်ရပါတယ်စိတ်ပါတာမပါတာကတော့ကိုယ့်ရဲ့အလုပ်မျက်စိကန်းအရာတော့တင်ရပါတယ်ပြီးရင်ဒီဘယ်လိုပြောမလဲဟိုကျွန်တော်သဘောနဲ့ပြောတာပေါ့နော်မားရင်လည်းမားနိုင်ပါတယ်ဒီဘယ်လိုပြောမလဲအပြုံးတုတွေပေါ့နော်
တရားတွေကအများကြီးရှိပါတယ်နေရာတိုင်းလို့ရှိပါတယ်မျက်နှာဖုံးတွေနဲ့တတ်ထားတဲ့လူတွေအများကြီးရှိတဲ့အတွက်အဲ့လိုမျိုးလူတိုင်းကိုယုံလို့မရပါဘူးမြို့ထဲမှာဆိုတော့မြို့ထဲမှာနေဘူးတဲ့လူတွေတော်တော်များတည်ပါတယ်ကျွန်တော်ဒီမှာလောက်တစ်နှစ်ကြော်လာလောက်တဲ့အဲမှာကျွန်တော်အများကြီးတိလိုက်ရတာကမျက်နှာဖုံးတွေနဲ့လူကပို့များလာပါတယ်ဘယ်လိုပြောမလဲရုပ်ချောတယ်စိတ်ကောင်းတယ်ရုပ်ချောတဲ့လူကရှိပေမဲ့စိတ်ကောင်းတဲ့လူကခက်ရှားရှားပါပဲလူတိုင်းကတော့ကိုယ့်ကိုယ်စိတ်ကောင်းတယ်လို့ပြောတော့ကျွန်တော်ကိုယ်တိုင်လည်းကိုယ့်ကိုယ်စိတ်ကောင်းတယ်လို့ပဲထင်နေတာပဲဒါကတော့တဘာဝပါပဲဒါပေမဲ့ကိုအခက်ခဲတွေဘာတွေကြုံလာတဲ့အခါမှာပြန်ပြီးတော့ကူညီဖို့ဆိုရင်တော့ဒီလူတွေကဘယ်လိုပြောမလဲရှာရခက်တဲ့ငွေလိုပါပဲအဲလိုစိတ်ကောင်းတဲ့လူကတကယ်ရှားပါတယ်ငွေရှိရင်တော့စိတ်ကောင်းတဲ့လူတွေပေါ်ပါတယ်မြို့ထဲမှာနေရင်ဘာကိုမကြိုက်ဘူးလို့ကျွန်တော်မေးရင်တော့ဘန်ကောက်မှာနေဒီဘန်ကောက်မြို့ထဲမှာအလုပ်လုပ်တဲ့ခါမှာကျွန်တော်မကြိုက်တဲ့အရာတစ်ခုကဒီဘယ်လိုပြောမလဲတွာလာရေးကိစ္စပေါ့နော်ရထားရှိတယ်ကားရှိတယ်ပေါ့နော်ဒီလေတွေနဲ့တွာလာလို့ရတယ်ဆိုပေမဲ့ရင်ကျော်ပြဿနာကအရန်ကြီးမားပါတယ်ဘန်ကောက်မှာဘာရက်ပဲဖြစ်ဘယ်နေ့ပဲဖြစ်အဲလိုမျိုးကိုအပြင်သွားမယ်ဆိုရင်ဒီညနေ3နာရီကနေ8နာရီကြားမှာအပြင်သွားလို့မကောင်းပါဘူးလမ်းပိတ်ပါတယ်လမ်းရှင်းတယ်လို့ပြောတဲ့နေရာကတော့မြို့နဲ့နည်းနည်းဝေးမယ့်နေရာပဲဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကကားအရင်တော့လိုင်းကားတွေလိုက်စီးပါတယ်ရထားတွေစီးပါတယ်ရုံရှင်းစိန်ဆိုရင်မြို့ထဲမှာဆိုတော့တည်တဲ့အတိုင်းပဲဗျာဂျပန်နိုင်ငံကရထားလိုမျိုးပါပဲဒီမြို့တွေကလမ်းမကြီးမှာပြေးတဲ့ရထားလိုင်းတွေဆိုရင်လူတွေကကြက်ပိတ်တိတ်နေပါတယ်ဖြစ်နိုင်ရင်အဲ့လိုဘယ်လိုပြောမလဲအသက်ရှူမောရတဲ့လူတွေဆိုရင်တော်တော်လေးပြဿနာတက်နိုင်ပါတယ်အဲ့လိုပွဲလမ်းတစ်ပြင်ရက်တွေနဲ့ကြုံရင်ဆိုရင်ဒီပြဿနာအပို့ပြီးတော့ဆိုးပါတယ်ရထားစီးရတာလည်းအဆင်မပြေတော့ကားစီးရတာအဆင်ပြေတာဆိုတော့ကားစီးတဲ့အချိန်မှာချောင်စစ်စစ်နဲ့စီးရတဲ့ကားတွေရှိတယ်လို့လမ်းကြောင်းပိတ်တဲ့ပြဿနာကတော့အခုထိရှိနေဆုံးပါအဲမိုးရွာသွားပြီဆိုရင်တော့ okay ခင်ဗျားကတော့ကားထဲမှာအိတ်လိုက်တော့ဒါကကျွန်တော်အမှန်တရားပြောတာမိုးရွာရင်တော့ကားလမ်းစပိတ်ပါတယ်ဒီထိုင်းမှာမိုးရင်းနဲ့ရွာလို့မရပါဘူးမိုးရင်းနဲ့ရွာရင်ရင်ကျော်ကစပိတ်ပါတယ်ဒါကြောင့်မို့ရင်ကျော်ပိတ်တဲ့ပြဿနာကတော့မြို့ထဲမှာအရန်ကြီးမားတဲ့ထဲမှာပါပါတယ်ငကိုတဲကရင်ကျော်ကသူ့လိုလိုနဲ့သူပိတ်နေတာဖြစ်တဲ့အတွက်မိုးကရွာလိုက်ရင်တစ်လေပါတယ်ပြီးရင်ဒီနားမှာဘယ်လိုပြောမလဲဆိုရင်တော့အပန်းဖြေမဲ့နေရာတွေအနားယူဖို့နေရာတွေရှားပါတယ်ဒီမြို့ထဲမှာကနိုင်ငံတကာလူတွေသွားလာတဲ့လူကများတဲ့အတွက်ကျွန်တော်တို့အနားယူဖို့အချိန်တွေဒါမှမဟုတ်အလောက်ကပြန်လာပြီးတော့မနက်ဖြန်သွားလည်ဖို့စီစဉ်ထားတဲ့လူတွေအတွက်ကတော့အဆင်မပြေပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြို့ထဲမှာနေတဲ့လူအများစုကကျွန်တော်တို့အလုပ်ပြီးတဲ့ချိန်ကနောက်ကျပါတယ်အလုပ်ပြီးတဲ့ချိန်နောက်ကျတဲ့အတွက်အခန်းပြန်ရောက်ပြီးအိပ်ပြီးစားပြီးတော့ကိုအိတ်လိုက်တဲ့အချိန်မှာကိုပြန်နိုးလာတဲ့မနေ့မှာတော်တော်လေးနှောင့်ကြပါပြီတခီအမျိုးဒီခရီးတစ်ခုခုတွားစရာရှိတာတော့ဘာလို့ဆိုရင်အရေးအပြက်ခံပြီးတော့တွားရတာများပါတယ်ဘလို့ဖြစ်တာများလဲဆိုတော့ကျွန်တော်တို့ကအလောက်ယုံနဲ့မတူဘူးဗျအလောက်ယုံနဲ့မတူတဲ့အတွက်ဒီမြို့ထဲမှာကဒီတနေ့တွေပိတ်ရဲဆိုတာလုံးဝနီးပါးကိုနားလို့မရတဲ့အနေအထားမှာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကနေဘူးတဲ့လူတွေကြည့်တယ်ပေါ့နော်။ဒီကိုယ့်ရဲ့ဆရာဒါမှမဟုတ်ဝနတွေကစိတ်သဘောထားကောင်းရင်တော့တနေ့တွေနေ့နားလို့ရမယ့်လူတွေရောရှိရင်ရှိနိုင်တယ်ပေါ့။ဒါပေမဲ့အများစုကတော့တနေ့တွေနေ့နားလို့မရပါဘူး။မြို့ထဲမှာနေရင်တော့အဲ့ဒါကတော့တော်တော်လေးပြဿနာကြီးတော့ပေါ့နော်။ကျွန်တော်တို့ခင်မင်းရတဲ့တငယ်ချင်းတွေကတခြားမြို့နယ်မှာရှိလို့အလုတ်ယုံပိတ်တယ်ဆိုရင်ကျွန်တော်တို့ဘက်ကပြည်မိုင်ပိတ်ရက်လို့ဒီဒါမဲ့တည်င်းကျပိတ်ရက်လို့မျိုးရက်တယ်ဆိုရင်တွားလို့မရပါဘူးတွားလေဖို့ခွင့်တောင်းတာအရန်အဆင်မပြေအခက်ခဲရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့နားမယ်ဆိုရင်မျိုးတခြားရက်ကိုရွေးနားရပါတယ်တနေ့တွေနားဖို့ဆိုရင်အနည်းဆုံး9ရက်ကနေ15ရက်အတွင်းကိုဒီ booking ယူထားလို့မျိုး token ယူထားလို့မျိုးကြိုတင်စရင်ပေးထားရပါတယ်ဒါအကြောင်းမို့ကျွန်တော်တို့မြို့ထဲမှာလောက်တဲ့လူတွေဒါလွယ်မယ်လို့ထင်ပေမဲ့အရာအများကြီးခက်ခဲပါတယ်ဒါပေမဲ့တင်ကန်းစာတစ်ခုတော့ကျွန်တော်ကြီးရပါတယ်ဘာရလဲဆိုရင်တော့ဒီထိုင်းမှာဒီဘန်ကောက်မြို့မှာအလုပ်လုပ်မယ်ဆိုရင်တော့အချိန်ကိုအရန်တန်ဖိုးထားရပါတယ်တနေရာကိုချိန်ပြီးတော့သွားမယ်ဆိုရင်ပို့ပြီးတော့စောစောရဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့လမ်းခီး
ကြင်ကြာမှုတွေရှိပါတယ်ဒါကတော့မြို့တိုင်းလို့ပဲကျွန်တော်ထင်ပါတယ်ဒီမြို့ထဲမှာမြို့လေကောင်မှာဆိုရင်ပို့ပြီးတော့လန်ကီကြင်ကြာနိုင်ပါတယ်ဒါကြောင့်မို့ကိုကအချိန်ကိုလေးစားတယ်ဆိုရင်တော့ဒီထိုင်းနိုင်ငံမှာမြို့ထဲမှာနေမယ်ဆိုရင်တိတ်ပြီးတော့အခက်အခဲမရှိပါဘူးဒါပေမဲ့အချိန်ကိုပေါ့ပဲပြတ်နဲ့လောက်တက်တဲ့လူတွေပေါ့ပြတ်ထားတတ်တဲ့အချိန်တွေကိုအချိန်ကိုပေါ့ပြတ်ထားတတ်တဲ့လူတွေဆိုရင်တော့ဒီထိုင်းမှာနေမယ်ဆိုရင်တော့တေချပါတယ်ကျွန်တော်တို့မျိုး3နှစ်4နှစ်နေလဲဒီဘယ်လိုပြောမလဲ190ဟာ190ပဲဆက်ဖြစ်မှာတေချပါတယ်ဒီဗီဒီယိုကျွန်တော်ရိုက်ရတာကကျွန်တော်ဘယ်သူမှတယောက်ကိုမှရည်ရွယ်ပြီးတော့ထိခိုက်စေတဲ့ဒါလည်းမပါတော့ကျွန်တော်တနည်းကြောဒီဘန်ကောက်မြို့ထဲမှာလှုပ်လှုပ်ခဲ့တဲ့ဒီ experience တွေကိုပြန်ပြီးပြောပြတာဖြစ်ပါတယ်တချို့ညီကိုတွေကသူတို့တွေအဆင်ပြေတာကျွန်တော်တွေ့ရတော့ဝမ်းသာပါတယ်မြို့ထဲမှာနေမယ်ဆိုရင်တော့ကျွန်တော်ပြောလိုက်အချက်တော်တော်များများကညှိဆိုးမှတေးချပါတယ်တကယ်လို့စင်ပြပြင်းနဲ့အိတ်စားလို့ရတဲ့လူတွေရှိရင်လည်း comment အောက်မှာရေးထားပေးပါကျွန်တော်ကတော့ဒီအတွေ့အကြုံကိုကျွန်တော် sharing လုပ်ပေးရင်းနဲ့ပဲဒီဗီဒီယိုကိုမိကုန်းချလိုက်ပါတယ်ဗီဒီယိုတွေမှာလည်းကျွန်တော်ရဲ့အတွေ့အကြုံတွေကိုထပ်ပြီးတော့ sharing လုပ်ပေးမှာဖြစ်တဲ့အတွက်အမှားများပါရင်တော့ခွင့်လွှတ်ပေးပါကျွန်တော်ဘေးနားမှာလည်းစူညံတဲ့အတန်တွေပါခဲ့ရင်လည်းဒီဗီဒီယိုကနေပဲကျွန်တော်တောင်းပန်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ